လာပါဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ဒီ GLM coding plan ကို Cloud Code ကနေပြီးတော့ Cloud Code CLI နဲ့ integrate လုပ်ပြီးတော့ဘယ်လိုသုံးအောင်လဲဆိုတာပြောပြမှာဖြစ်ပါတယ်ဒီ GLM 4.7 ဆိုတာကLLM model ပေါ့နော်ဥပမာ Cloud Sonnet 4.5 Cloud Opex 4.5 တို့လို model မျိုးပဲဒီကောင်ကတရုတ်က train ပြီးတော့ဈေးတက်တာရပေါ့နော် rate က first band မှာ subscribe first band မှာစမ်းကျင်နေဆိုလို့ရှိရင် monthly မှာ$3လောက်ပဲရှိတယ်ဒုတိယလကြာလို့ရှိရင်เนาะ$6ပေါ့နော်အဲ့တော့မစိုးပေါ့နော်ဈေးနဲ့သူ result နဲ့အဲ့ဒါကြောင့်မလို့ဒီကောင်ဘယ်လိုသုံးမလဲဆိုတာကိုပြောပြမှာပေါ့နော်ဒီကောင်တခြားဒီမှာ Cloud Code, Root Code, Kylo Code, Client ဒီကောင်နေနဲ့လည်းသုံးလို့ရတယ်လို့ Open Code, Crash Goose, Casaro အနေနဲ့လည်းသုံးလို့ရတယ်ပေါ့နော်ဒီနေ့ mainly ပြောပြမှာကတော့ဒီ Cloud Code နဲ့ integrate လုပ်ပြီးတော့ဘယ်လိုပြောပြမှာဘယ်လိုသုံးအောင်လဲဆိုတာပြောပြမှာပေါ့နော်mainly ဒီကောင်ကတချို့လူတွေအတွက် basic ဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော်ညီလေးတယောက်ကို guide လုပ်ရင်းနဲ့ recording လေးလုပ်ထားပြီးတော့ပြန်တင်ပေးရပါနောက်ကျရင်လည်းဒီတက်ပို့ပြီးတော့ advanced ဖြစ်တာတွေတင်ပေးဖို့ရှိပါတယ်ပထမဆုံးကျွန်တော်တို့ဒီမှာ API key create လုပ်ရမယ်ကျွန်တော်တို့ create လုပ်ပြီးသွားပြီ task လို့ခေါ်ရမှာနော်task လို့ကျွန်တော် name ပေးလိုက်တယ်ပြီးရင် API key ကို copy ကူးမယ်ကူးပြီးရင်ဒီမှာကျွန်တော် function တစ်ခုရေးလိုက်တယ်ပေါ့နော်share function တစ်ခု ZAI Anthropic base URL ကိုကျွန်တော်တို့ဒီမှာ ZAI API/Anthropic ဒီကောင်က somehow သူတို့က ZAI ကဒီ Cloud Code ရဲ့ဒီ API ကို hack လုပ်ပြီးတော့ exactly တူတဲ့API ကိုသူတို့ရေးပြီးတော့သူတို့တုံးကန်တဲ့ကိုက Cloud Code interface နဲ့သုံးလို့ရအောင်လုပ်လိုက်တာပေါ့နော်ပထမဆုံး copy ကူးလိုက်မယ်ကူးပြီးတော့ဒီမှာ paste လိုက်တယ်ဆိုလို့ရှိရင် ZAI ဆိုပြီးကိုကခေါ်လို့ရှိရင်ခေါ်လို့ရပြီပေါ့နော်ဒီကောင်ကCloud ရဲ့ base and line ကိုသုံးနေလားကျွန်တော်တို့ configure လုပ်ထားတဲ့ဒီ API ကိုသုံးနေလားဆိုတော့တီးဖို့အတွက် status ဆိုပြီးရိုက်ထည့်လိုက်ရင်ဒီမှာ Anthropic base URL ကဒီကောင်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါ ZAI coding plan ကိုသုံးနေတာဖြစ်တယ်ပေါ့နော်ကျွန်တော် escape နှိပ်လိုက်တယ် exit နဲ့ထွက်လိုက်တယ် okay ဒီကောင်ရဲ့ပြဿနာကဘာလဲဆိုလို့ရှိရင် every time ဒီလို ZAI ဆိုလို့ခေါ်ဖို့အတွက်ဒီ function ကြီးကိုတနေရာမှာမှတ်ထားပြီးတော့တော်ပြီး paste လုပ်နေရမှာပေါ့နော်အဲ့လိုမလုပ်ချင်ဘူးဆိုလို့ရှိရင်ကိုက vin.bashrc ဒါမှမဟုတ် bash profile ကြိုက်တဲ့စီမှာပေါ့နော်တွားထည့်မယ်ကျွန်တော်တော့ bashrc မှာဒီမှာမြင်တဲ့အတိုင်းပဲတွားထည့်ထားရပါတော့ sorry ပြန်ထွက်လိုက်မယ်ထပ်မဆုံးတွားထည့်ထားရဆိုရင်ကိုထည့်ထားတဲ့ information ကိုဒီ edit ဖြစ်နေတဲ့ session တွေကိုလုပ်ဖို့အတွက်ဆိုပြီးလုပ်ပေးရတယ်ပေါ့နော်အဲ့ဒါမှ ZAI ဆိုပြီးခေါ်လို့ရမှာနောက်ထပ်terminal တစ်ခု edit ထပ်ဖွင့်တဲ့ session တစ်ခုထပ်ဖွင့်နေဆိုလို့ရှိရင်ခေါ်လို့ရသွားပြီပေါ့နော်home page မှာဖြစ်နေလို့ no လို့လုပ်လိုက်တာ ZAI ဆိုရင်ဒီမှာခေါ်လို့ရပြီပေါ့နော်data ဆိုပြီးကိုယ်အတိအကျထပ်ခေါ်ကြည့်လိုက်လို့ရှိရင်ဒီကောင်ဖြစ်နေရဆိုလို့ရှိရင် API.ZAI ဖြစ်နေရဆိုရင်ကျွန်တော်တို့ဒီကောင်ကcoding plan ကိုသုံးနေရပေါ့ okay exit ထွက်လိုက်မယ် okay ဒီလောက်ဆိုရင်ဒါ ZAI ကို configure လုပ်ပြီးတော့ဘယ်လိုသုံးမလဲဆိုတဲ့ဟာနည်းနည်းပါးပါးသိသွားလောက်ပြီပေါ့နော်တခြားဘာသိဖို့ရှိသေးလဲဆိုလို့ရှိရင်ဒီ ZAI နဲ့ဒီ Cloud နဲ့ကွာတာကZAI ကျွန်တော်ဒီလောက်တော့ image vision မပါဘူးပေါ့နော် vision မပါတဲ့အတွက်ကျွန်တော်ဒီမှာ screenshot တွေပါရိုက်ပြီးတော့ပြင်ခိုင်းတာတော့ modify လုပ်ခိုင်းတာတော့ point out လုပ်တာတွေတော့သိပြီးအဆင်မပြေဘူးကျန်တဲ့ဟာကတော့ဒီ Cloud Code မှာရတဲ့ feature တော်တော်များများရတယ်ပေါ့နော်အဲ့တော့ကိုက$3 $6 လောက်နဲ့ဒီ Cloud Code interface ကိုterminal ကိုသုံးပြီးတော့ပေါ့နော်သူ့မှာပါတဲ့ဒီ scale ကိုတခြားလိုအပ်တဲ့ဟာလေးတွေစမ်းကျင်နေဆိုလို့ရှိရင်စမ်းကြည့်လို့ရတာပေါ့ okay
ဒီမှာသူက GLM 4.7 မှာဒီ Pro ကိုသုံးပြီးတော့ copy ကို select လုပ်နေမှာနော်ဒီ Pro ကိုသုံးပြီးတော့ဒီ website လောက်ခိုင်းလိုက်တာပေါ့နော်ဒီလို reset ရတယ်ဆိုပြီးပြထားတယ်သူလောက်ထားတယ်ဒီကလေးဒီမှာဆိုတော့ကျွန်တော်ဒီမှာ tutorial ထဲမှာ ZAI နဲ့ကျွန်တော် ZAI မလုပ်ဖ ೇನೆ ZYOLO ဆိုပြီးကျွန်တော်မှရှိရပါတော့အဲကောင်ဘာလုပ်တာလဲဆို dangerously skip permission လောက်ထားပါတော့အဲကောင် alias လောက်ထားဒီကောင် range ကြည့်လိုက်ဒါဆိုလို့ရှိရင်သူဒီ front design ထဲမှာsimple HTML CSS တခု create လုပ်သွားမယ်ပေါ့နော် idea ကတော့ဒါမျိုး similar ပုံစံမျိုးထွက်လာမယ်ပေါ့ဒီမှာသူ့မှာခြားဒီ 4.7 မှာရတဲ့ခြားဟာလေးပုံလေးရှိရပေါ့နော်ဒီကောင်လေးနှိပ်ပြီးကြည့်မယ်စမ်းကြည့်မယ်ပေါ့နော်ဒါမျိုးလေးလုပ်ကြည့်လို့ရပါတယ်လို့ပြောချင်တာโอเคကျွန်တော်စမ်းကြည့်တဲ့လောက်တော့သူကနည်းနည်းလေးတော့ကြာတယ်လို့ပဲဒီ clock zone 4.5 နဲ့ရှင်းလို့ရှိရင် okay ပြီးတော့ open index test.html ဆိုပြီးတော့ကျွန်တော်ဒီမှာပဲ open လုပ်ခိုင်းလိုက် okay ဒါတော့သူလုပ်ပြီးတဲ့သူ bank လုပ်သွားတဲ့ website ပေါ့နော်ဆိုအောင်one shot ကိုဒီလောက် result နဲ့ပြီးသွားရင်ကိုလိုချင်တဲ့ဟာလေးနည်းနည်းပြင်တာပြူတာနဲ့ဆိုလို့ရှိရင်ဆန်းလို့ရပြီပေါ့နော် yeah ဒါဆိုတော့ဒီ ZAI ကိုZAI coding plan ကိုသုံးပြီးတော့cloud code နဲ့ဘယ်လို integrate လုပ်ပြီးတော့သုံးအောင်လဲဆိုတာသိသွားတော့ပါပြီနောက်ဗီဒီယိုတွေမှာလည်းဒီဟာတွေအပြင်တကယ် practically ဘယ်လိုတွေသုံးလဲဘယ်လိုတွေလုပ်တယ်ဆိုတာတွေလည်းထပ်ပြီး sharing လုပ်ပေးသွားပါအောင်မယ်လောလောဆယ်ကတော့လုံးဝဘာမှတခါမှကိုမဆန်းဘူးတဲ့သူတွေအတွက်နမူနာပြတာပေါ့နော်တစ်ချက်ရှေ့မှာကျွန်တော်ပြောဖို့ကြံသွားတာကကိုကcloud code ကိုတော့ install လုပ်ထားဖို့လိုတယ်ပေါ့နော် cloud code install လုပ်မယ်ဆိုရင်ဒီမှာဒီကောင်နဲ့တွန်းလိုက်ရင်ရတယ်ပေါ့နော်ဒီ URL ဒီ share script ခေါ်ပြီးတော့တွန်းလိုက်တဲ့ solution လဲ cloud code ကိုတွန်းသွားပါလိမ့်မယ်အဲ့ကျရင်ကိုက cloud ဆိုပြီးတော့ခေါ်လို့ရလိမ့်မယ်ပြီးတော့ရင်ခုနက step တွေအတိုင်းပဲကျွန်တော်တို့ bash rc ရဲ့ထည့်တာ alias ထည့်တာ source လောက်တာတွေအတူတူပဲပေါ့နော် yeah ကျွန်တော်ဟာတော့ installation ကတော့ပြီးပြီသားပေါ့နော် cloud dash have ဆိုလို့ရှိရင်ရပါပြီ keyboard ကနည်းနည်းကန့်တယ် okay ဒါဆိုတော့ဒီလောက်ပါပဲနောက်ထပ် video တွေမှာလည်းတခြား AI model တခြား tools တွေဘယ်လိုသုံးမလဲဆိုတာလေးတဖြည်းဖြည်းထည့်ပေးပါမယ်ဒါပါပဲ